ကျွန်တော်တော့ကြောင်သွားတယ်54အောင်54တန်းရှိမှာတော့ကိုပိုင်စစ်တက်နဲ့ငါပြန်တိုက်ပြီပေါ့ငါအဖေကိုပြန်ခေါ်မှာပေါ့လို့အတိတ်ပဲရှိလားမရှိလားအုံနောက်ရှိတဲ့လူတွေစဉ်းစားကြည့်လေလို့အဲ့လောက်လုပ်လို့ရတာဆိုတာပေါ့နော်အဲ့လိုဆိုတော့ဟိုဟိုဟိုဘယ်လောက်ရှက်ဖို့ကောင်းလဲပေါ့အခုအပြင်သွားရင်ဒီဆောက်ခွက်ကြီးနဲ့ထွက်ပြီးသွားနေတာနေရာတကောင်ဗမာတွေရှိတယ်ရှင်ဗမာတွေကောင်ဟာဒီကောင်တန်း50ဝိုက်သွားတဲ့ကောင်အခုဆိုရင်ကျွန်တော်အကောင့်ကြီးဘယ်ကfriend အယောက်20ပဲရှိတယ်မိုက်ဒေးဝင်ကြည့်ရလူကအယောက်2000လောက်ရှိတခိုးပေါ့ဗျာ54တန်းအောင်ခိုးနိုင်တဲ့တခိုးပေါ့တခိုးကလားပေါ့အဲ့လိုကြာကျွန်တော်မခံနိုင်ဘူးလေအဲ့ဒါမခံနိုင်တဲ့အတွက်ကျွန်တော်ကအကိုရှိကိုလာပြီးဖြည့်ရှင်းတယ်ရှင်းပြီးတော့ကျွန်တော်ဘယ်ငွေကြေးမှလည်းမခေါ်ဝါထားဘူးတော်တော်လေးဆိုတဲ့ကောင်ဒီကျွန်တော်တို့ခုနတိန်းကိုတိန်းနဲ့ချီပေးထား record တွေလည်းရှိတယ်အကုန်လုံးလည်းပြနိုင်တယ်ဥစားအဖဝင်စစ်နေတယ်ပြောတယ်အကိုကိုင်းနေဝင်နဲ့တင်ထားတဲ့ပုံမှာပါတဲ့ဟိုကောင်လေးကိုလည်းသူတို့ဖမ်းသွားတယ်အကုန်လုံးစစ်ပါပုံမှန်လေးစစ်ကြပါကျွန်တော်စစ်ပါဗာနိုင်ငံရေးလောက်ထားမှာမဟုတ်တာစစ်ပါဒါပေမဲ့စစ်ပြီးွားရင်တော့ကျွန်တော်အခုနပြောသလိုစစ်ပြီးွားရင်တော့ကျွန်တော်တို့ငွေကြေးမခေါ်ပါဘူးဆိုရင်ကျွန်တော်တို့ငွေကြေးခေါ်ရတာနဲ့ကျွန်တော်တို့ထောက်ချက်မရုပ်ပါနဲ့ဟဲ့လားစစ်ပါနော်ပတ်စံနေဘယ်ရောက်သွားလဲအတိအကျစစ်ပါ